အပိုင်း21ရဲ့အစမှာတော့အာဝင်းရဲ့ထင်မြင်ချက်ဖြစ်တဲ့လူသားအနေနဲ့ထပ်ပြီးလာတိုက်ခိုက်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူးလို့ဟန်ဂျီကပြောလာပါတယ်။ဘာလို့ဆို Aaron Titan မုံပြောင်းတဲ့အချိန်တုန်းက 3D gear တွေကပျက်စီးနေပြီးသူ့ဝက်ဆုံမှာမရှိတော့ဘူး။ဒါအပြင် Titan ကိုကနေထွက်တဲ့ချင်းမှာမတ်တက်ရဖို့တော့အားမရှိလို့ဘေးကနေတွဲခဲ့ရတာဖြစ်ကြောင်းပြောလာပါတယ်။အာဝင်းက Titan ကအခြား Titan တွေရောက်လာနိုင်အောင်ခေါ်နိုင်ပြီးလုံးနိုင်တာပြင်အခြားဆိုင်ရည်တွေရှိတဲ့ကြောင့်စစ်စီရေးကကြာရှုံးသွားပြီး Titan တွေဟာတကောင်နဲ့တကောင်မတူကြဘူးဆိုရင် Aaron ကိုကြည့်ပြီးကောက်ချက်ဆွဲလို့ရမှာမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်။ နေ့တိုင်းအပိုင်းသစ်တွေကိုကြည့်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook page လေးကို follow လုပ်ပြီးသွားလို့ရပါတယ်။ ရန်သူထက်ချီတလန်းတာခြင်းဘောင်မြင်ဘက်ကိုပါထည့်ဆင်စားဖို့လိုနေပြီလို့လည်းထပ်ပြောလိုက်ပါတယ်။တပ်ပြန်ခေါင်းနေကြတဲ့ဂျန်နဲ့အာမင်တို့ကလည်းတိုက်တန်မကိုဖမ်းမိရင်တော့ဘသူလဲဆိုတာကိုအတော်သိကျင်နေကြပါပြီ။ခုချိန်ဆိုတိုက်တန်မကိုထဲမှာရှိနေတဲ့သူကဘသူဆိုတာသိနေလောက်ပြီးထင်တယ်။ပြီးခဲ့တဲ့အခေါက်တိုက်တန်တွေဝင်လာတော့ကတိုက်ခိုက်နေရင်တန်လည်းမတိုက်ခိုက်ကြတော့ဘူး။ Trot data ကိုကြော်လာနိုင်ပြီးတော့အထဲထိကြော်ပြတ်ဖို့နည်းနည်းမှမကြိုးစားခဲ့ကြဘူး။ပြီးတော့ Aaron Gate ကိုပိတ်ဖို့ကြိုးစားနေတာကိုလည်းဒီတိုင်းကြည့်နေကြပုံပဲ။တလိုင်းကိုဖြိုဖို့ထက်ပိုကြီးတဲ့ရွေချက်ရှိတော့တဲ့ Aaron Titan မုံစပြောင်းခဲ့တဲ့အချိန်တုန်းကမြင်လိုက်တဲ့လူတွေကတယောက်က Titan မပဲဖြစ်မယ်လို့အာမင်ကဂျန်ကိုတူနာလဲလောက်ရှင်းပြနေပါတယ်။ Aaron ကလည်းဂန်နာနာမှာရက်နေတာကြောင့်ဘိုးဇက်ကဆွဲခေါ်သွားပြီးမရက်ဖို့တတိပေးလိုက်ပါတယ်။အနောက်ကနေရောင်ဆောင်ကောင်ကထက်ချက်မကွာလိုက်နေတော့မှာပဲ။အဲတို့ကိုဘာလို့ရမလဲအမိန်ပေးပါဆိုပြီးဘိုးဇက်ကပြောလိုက်တော့မြင်းတွေစီကိုလည်းတွားဖို့အချိန်မမီတာကြောင့်တောဇက်ကစုံမက်စီကိုပဲတွားကြဖို့ဆုံးဖြတ်လိုက်ပါတယ်။အနောက်ကလိုက်နေတဲ့ကောင်ကရုတ်တရက်ဘေးကိုကိုယ်သွားပြီးပျောက်သွားတော့ Titan မပဲလားဒါမှမဟုတ်အခြားရန်သူတယောက်လားဆိုပြီးဝေခွဲမရဖြစ်နေပါတယ်။ရုတ်တရက်ပျောက်သွားတဲ့ရန်သူကTitan မပုံပြောင်းသွားပြီး Aaron တို့ကိုဆက်လိုက်နေပါတယ်။ပြန်ပေါ်လာတဲ့ Titan မကို Aaron ကပြန်ပြီး Titan ပုံပြောင်းတိုက်ခဲ့ဖို့ပြင်ပေမဲ့ Arrow ကမလုံးနဲ့ Aaron ငါတို့ရှေ့ကိုသာရောက်အောင်ဆက်သွားမယ် Titan မကိုကာထားပေးမယ်ဆိုပြီးပြောလိုက်ပါတယ်။ Aaron ကတိုက်ခိုက်ဖို့ခွင့်တောင်းပေမဲ့၃ယောက်လုံးကမင်းမ Titan ဖြင့်ပိုထင်းရခတ်မှာပြီးတော့ငါတို့ကိုမယုံဘူးလားကောင်လေးလို့ဘိုးဇက်ကဝင်ပြောလိုက်ပါတယ်။၃ယောက်လုံးရဲ့တောင်းဆိုမှုကြောင့် Aaron လည်းကံကောင်းကြပါသေးဗျာဆိုပြီးထွက်သွားကြပါတယ်။အဲဒီတော့မှဘိုးဇက် Petra နဲ့ Arrow တို့လည်းနောက်က Titan မကိုပြန်ပြီးခုခံကြပါတယ်။ Arrow ကရှေ့ကနေရောင်ပြောင်းဝင်လိုက်ပြီး Titan မလမ်းဖမ်းလိုက်တဲ့အချိန်မှာ 3D gear နဲ့နောက်ကိုပြန်ဆုပ်လိုက်ပါတယ်။ Titan မကြောင်သွားချိန်မှာ Arrow နောက်ကနေဘိုးဇက်နဲ့ Petra ကပေါ်လာပြီး Titan မရဲ့မျက်လုံးတွေကိုပိုင်းလိုက်နိုင်ပါတယ်။မျက်စိခဏကန်းသွားတဲ့ Titan မကဂိုးကိုလက်နဲ့ကာလိုက်ပြီးအပင်ကိုမိချလိုက်ပါတယ်။မျက်စိပြန်ကောင်းတဲ့အထိအချိန်ဆွဲမနေပဲ Arrow ကဂျိုင်းကိုပိုင်းဖို့ချက်ပြလိုက်ပြီးကာထားတဲ့လက်ကိုပြေကျလာအောင်ပခုံးနာကကြော်သားတွေကိုခုတ်ပြလိုက်ပါတယ်။လက်အောက်ကျသွားတော့လေဘင်းကိုပိုင်းဖို့၃ယောက်လုံး Titan မစီကိုပြန်ဝင်သွားလာပြီးတိုက်ခိုက်တဲ့အချိန်မှာ Arrow ကို Titan မကပါဇက်နဲ့ကိုက်ဖြတ်လိုက်ပါတယ်။ရုတ်တရက်ကြီးဖြစ်သွားတာကြောင့် Petra ကသွေးပြတ်သွားပြီးတေချာကြီးလိုက်တဲ့အချိန်မှာ Titan မရဲ့မျက်စိတစ်ဖက်ကပြန်ကောင်းနေပါပြီ။ Petra ရဲ့နောက်ကို Titan မကပြေးလိုက်ပြီးခြေထောက်နဲ့နင်းချလိုက်ပါတယ်။ဘိုးဇက်က online ပြင်မဲ့ Petra ကိုကယ်ချင်မရလိုက်ပါဘူး။ဒါနဲ့ပဲအနောက်ကနေ Titan မရဲ့လေကုတ်ကိုဝင်ပိုင်းလိုက်ပြီးမြဓာတ်တွေပဲကျိုးသွားပြီး Titan မရဲ့ကန်ချမ်းနဲ့အတူဘိုးဇက်ပါကြာဆုံးသွားရပါတယ်။ရုတ်တရက်ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်ကြောင့် Aaron ဒေါသထွက်သွားပြီး Titan ပုံပြောင်းကပြန်လှည့်ကျလာပါတယ်။ Aaron ရဲ့အတန်ကျဲကြီးနဲ့ online တဲ့အတန်ကြောင့်တပ်ဖွဲ့ဝင်တွေအားလုံးအခြေအနေကိုသိသွားကြပါတယ်။ Aaron လည်း Titan မစီကိုသွေးနဲ့ပြေးဝင်ပြီးထိုးဝင်မဲ့ Titan မကရှောင်လိုက်ပြီး Aaron ကိုကန်လိုက်ပါတယ်။ဘိုးဇက်တို့ခုတ်ခဲ့တဲ့ဒဏ်ရာတွေကြောင့်လက်ပြန်မကောင်းနေတဲ့ Titan ကိုအသာစီးယူပြီးဖိတိုက်နေပါတယ်။ Titan မကတော့အပင်တွေကြားမှာပတ်ရှောင်နေပြီး Aaron ကိုပြန်မတိုက်သေးပါဘူး။ Aaron ရဲ့အတန်ကိုကြားပြီးလိုက်လာတဲ့လီဗန်ကတေဆုံးနေတဲ့သူ့ရဲ့တပ်ဖွဲ့ဝင်တွေရဲ့အလောင်းတွေကိုမြင်လိုက်တော့စကလုံးတွေကမျက်နှာအောင်အပေါ်လွင်းနေပါတယ်။ရှောင်းတိန်နေတဲ့ Titan မကိုကြည့်ပြီးအသာစီးရနေဟန်ရှိပေမဲ့အခုထိတစ်ချက်မှထိထိမိမိမထိုးချနိုင်သေးပါဘူး။ Titan မကရှောင်းနေနေပဲနောက်ကိုလဲကျသွားတဲ့အခါမှာအပေါ်မှာခွာထိုင်လိုက်ပြီးမျက်နှာကိုထိုးချလိုက်ပါတယ်။အတွေ့အထဲမှာရဲဘော်တွေကိုယုံကြည်ပြီးထားခဲ့မိတဲ့အတွက်ကိုအပြစ်တင်နေမိတဲ့အကြောင်း Titan မကိုထိအောင်မထိုးလိုက်နိုင်ပါဘူး။ဘယ်ဘက်ရောညဘက်ရောနှစ်ချက်လုံးကိုရှောင်နိုင်လိုက်တဲ့အတွက် Aaron ရဲ့ Titan လက်တွေဟာအပြင်းလွန်းတာကြောင့်မြေကြီးကိုထိုးမိပြီးကြီးမွားကုန်ပါတယ်။လက်ပြန်ကောင်းသွားတဲ့ Titan မက Aaron ကိုဖယ်ထုတ်လိုက်ပြီးဆက်ပြီးတိုက်ခိုက်ကြပါတယ်။ Titan မက Aaron ရဲ့လက်သီးချက်တွေကိုတကပီးတစ်ခွက်ရှောင်တင်းနေပေမဲ့ Titan မရဲ့လက်သီးချက်ကိုမရှောင်နိုင်မဲ့သူထိကိုဒီထိုးလိုက်တဲ့အခါမှာ Aaron ရဲ့မေးရိုးတွေကျိုးကျသွားပါတယ်။ Aaron ကအပြင်းနဲ့အဆက်မပြတ်တိုက်ခိုက်နေတာကြောင့်တက်လုံကျသွားပါတယ်။ဒီချိန်မှာပဲ Titan မက Aaron စီကိုရှောက်လာလိုက်ပြီး Aaron မျက်လုံးပြူးပြီးကြောင်ကြည့်နေပါတယ်။ကြောင်အနေတဲ့ Aaron ကို Titan မကနောက်ပြန်ဝိုက်ပြီးကန်လိုက်တဲ့အချိန်မှာ Aaron ရဲ့ခေါင်းပြတ်သွားပါတယ်။ကျက်သွားတဲ့ Aaron ရဲ့ Titan ကုတ်ကို Titan မကပါဇက်ကျေကြီးဟာပြီးကတ်လိုက်တဲ့အခါမှာ Aaron ဘောလာတော့ Aaron ကိုပါကိုက်ချပြီးပြေးသွားပါတယ်။ထိုဖြစ်ပျက်ကိုဝေးကမြင်လိုက်ရတဲ့မီကာဆာကပြေးနေတဲ့ Titan မနောက်ကိုလိုက်ပြီးအဆက်မပြတ်ဓာတ်နဲ့လိုက်ခုတ်ပါတယ်။မီကာဆာက Titan မရဲ့ခြေစလုံးကျက်သွားတဲ့ကိုပိုင်းလိုက်တဲ့အခါမှာ Titan မလဲကျသွားပြီးဂုတ်ကိုကာထားလိုက်ပါတယ်။မီကာဆာကဂုတ်ကိုပိုင်းလိုက်ပြီးမဲ့ Titan မကမာကျောစီရဲ့အစွမ်းကိုအသုံးပြုထားတာကြောင့်ပိုင်းလို့မရပါဘူး။ Titan မကပြန်တိုက်ခိုက်လိုက်တော့မီကာဆာရှောင်လိုက်တဲ့အခါမှာလီဗန်ရောက်လာပြီးမီကာဆာကိုဆွဲခေါ်လိုက်ပါတယ်။မီကာဆာကိုအလောတကြီးမလုပ်ဖို့ပြောလိုက်ပြီး Titan မကတက်လုံကျနေမို့လို့ဝေးမပြေးနိုင်တော့ဘူး။ဘာပဲနေအချင်းတွေကိုကြည့်ပြီးတိုက်ခိုက်ကြဖို့ပြောလိုက်ပါတယ်။ Aaron ရဲ့ဂုတ်ကနေကိုက်ခံထားတဲ့ပုံကိုမြင်တာကြောင့်မလို့ Aaron အသက်ရှင်နေလာလို့မီကာဆာကိုမေးနေပဲစီဇန်1ရဲ့အပိုင်း21ကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်